တဖွေးဖွေးကြောင်ရဲ့နင်းတို့ကြီးရဲ့အလဲအမှုအဟောင်းတစ်ခုကိုပြန်လာရှာရဲ့ရှင့်နေမာလေးရဲ့အတိတ်တွေကအဝါဖူးဖောင်းလေးတစ်လုံးနဲ့အတူထောင်းနှင်းညောင်းပေါ်မှာတွေ့ညိနေစေပါတယ်ဖာလာလာရမ်းတုံနေတဲ့အကြားအမြင်စရာဖះเจ้าကတင်းအုပ်စရာနဲ့အတူတချင်းကအရေးပါခဲ့တဲ့သူတွေအားလုံးစူးစီးအပြီးမှာတော့ပြန်လဲကြားနာခြင်းတရားခွင်ကစတင်လာခဲ့ပါတယ်ကလေးငယ်ကြီးရင်ကိုပြန်ပေးဆွဲရင်မတိမချင်းတတ်ခဲ့တဲ့တရားခံလူယောင်ခုအကြောင်းအစိုးရရှိနေတဲ့ရောက်ထားမှုအပြီးမှာတော့ကြားနာမှုကရှင့်နေမိန်းကလေးရဲ့အလက်ကိုရောက်ရှိလာခဲ့ပါတယ်အစိုးရရှိနေတဲ့တပ်တွေကမှန်ကန်တယ်ဆိုပြီးမိဒီအမှုကိုတရားခံလီယောင်ကိုကျူးလွန်ခဲ့တာမဟုတ်တဲ့အကြောင်းရှင့်နေမိန်းကလေးကအသေးအချာထောက်ပြလိုက်ပါတယ်ဒီဖြစ်ရတဲ့ဖြစ်ခဲ့တဲ့အချိန်ကာလအပိုင်းခြားတစ်ခုမှာသူမကိုယ်တိုင်ရှိခဲ့တဲ့အကြောင်းရှင့်နေမင်းကလေးရဲ့စကားအဆုံးမှာတော့တရားခွင်တစ်ခုလုံးကအတိတ်ရဲ့နေ့ရက်တွေစီပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။မှညံချူရွန်းနေတဲ့လီယောင်ကူနဲ့ရီစွန်းတို့တာအဖကအဖေတစ်ခုသမီးတစ်ခုဘဝမှာရှင်သန်နေရတာဖြစ်ပေမဲ့အယံချစ်ကြတဲ့တာအဖတွေပဲဖြစ်ပါတယ်။အခုလဲတားဖနှံလာစာထုတ်ရမတိုင်ခင်သမီးဖြစ်သူတဘိုးကြရရဲ့လွယ်အိတ်လေးကိုအလားကြည့်နေကြရင်အခြားတစ်ယောက်ကဝယ်သွားတာကြောင့်ပြဿနာသွားရှာလီယောင်ကိုလည်းရိုက်ရိုက်ဆိုင်ဆိုင်ရိုက်လိုက်ခိုင်းရပါတယ်။မှန်ပြန်ချိုရွန်းနဲ့မွေးရပါယောဂရှိပေမဲ့ယောသားတိကြပြီးစာနာတနာတကျက်လီယောင်ကိုကတော့ကားပါကဲမှာလုံခြုံရေးဝန်ထမ်းအထိလုတ်ကွင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ပထမဆုံးကြောင်တက်ရမတိုင်ခင်သမီးဖြစ်သူတဘိုးကြတဲ့လွယ်အိတ်လေးကိုဝယ်ပြီးချင်ပေမဲ့လာစာမထုတ်တာကြောင့်မနေ့ကလွယ်အိတ်ဆိုင်မှာပြဿနာတက်ခဲ့သေးတာပဲဖြစ်ပါတယ်။အခုလေလာစာထုတ်ချင်းလွယ်အိတ်ဝယ်သွားတဲ့ကလေးမလေးကအခြားအိတ်ဆိုင်ကိုလိုက်ပြမယ်လို့ပြောလာတာကြောင့်သမီးဖြစ်သူအတွက်တွေးမိသွားတဲ့လီယောင်ကိုလည်းမုံဆိုင်ရှာတဲ့ကလေးတယောက်လိုတကောက်ကောက်နဲ့လိုက်လာခဲ့ပြန်ပါတယ်။အော်တန်တစ်ခုရဲ့အဆုံးလူပြတ်တဲ့လမ်းကြားတနေရာမှာအသေးဆုံးနေတဲ့ကလေးမလေးနဲ့လီယောင်ကိုတွေ့လိုက်တဲ့အချိန်အဖေပြန်လာနေတိုက်လမ်းလေးကရီစွန်းအတွက်ပုံမှန်ထက်နောက်ကျနေခဲ့ပါတယ်။တေဆုံးသူကလေးနဲ့အတူတွေ့လိုက်ရတဲ့လီယောင်ကိုတယောက်တန်တရားခံအဖေရဲစခန်းရောက်သွားခဲ့တာဖြစ်တယ်လို့ကလေးငယ်တယောက်တေဆုံးမှုအတွက်ရဲရီရောမီဒီယာတွေကပါအုံကြွလာခဲ့ပါတယ်။နောက်နေ့မှာတော့အခင်းချစ်တဲ့နေရာစီလီယောင်ကိုပြန်ခေါ်လာခဲ့ရင်အမှုဖြစ်စဉ်အတိုင်းစစ်ဆေးကြည့်ခဲ့ကြပါတယ်။မှညံချူရွနေတဲ့လီယောင်ကူတယောက်သူဘာဒီဖြစ်ပျက်ခဲ့လေဘာဒီဖြစ်ပျက်နေလဲဆိုတာလုံးဝနားမလဲပဲတမိတ်ဖြစ်သူနဲ့အမြန်ပြန်တွေ့ရဖို့အရေးရဲရီပြောတဲ့အတိုင်းကလေးတယောက်လိုလိုက်လုံနေခဲ့ပါရဲ့ပုံမှန်တင်မှုအနဲ့လီယောင်ကူတရားခံအဖြစ်ဖမ်းထားပေမဲ့ရဲတွေကအမြဲနဲ့တင်အတ္တမမှုအသွင်ဖန်တီးနေကြတာကြောင့်အခင်းစစ်ဆေးမှုကအုံကြွလာခဲ့ပါတယ်အဲ့ဒီချိန်ကျောင်းကပြန်လာတဲ့ရီစွန်လေးကလည်းဒီနေရာကိုရောက်လာခဲ့ရင်ရဲတွေလက်ထက်ကအဖေးဖြစ်သူကိုတွေးလိုက်ရပေမဲ့တားဖနှစ်ယောက်ရဲ့အေးချမ်းတဲ့ဘဝလေးကမိုးရေဆန့်ငိုတန်းတွေကြောင့်မှအဆုံးသတ်သွားခဲ့ပြီးပဲဖြစ်ပါတယ်။ထောင်မှုချန်မင်းဟေးတယောက်ပုံမှန်မနဲ့ခင်အလုရှုပ်နေတဲ့အချိန်အသက်ရောက်တဲ့ထောင်တော်တွေကိုကြည်သူထွက်လာခဲ့ရပါတယ်။တကင်ပြန်တယ်လို့ဖြစ်နေတဲ့လီယောင်ကူကသူ့ကိုယ်သူဘယ်နေရာရောက်နေဆိုတာကိုလုံးဝနားမလဲပဲထောင်ထဲရောက်ချင်းသမီးဖြစ်သူကိုဖုံးဆက်ကိုစားနေပြီးမြဲရဲရီအတော်လီယောင်ကူကလေးတယောက်ကိုတစ်ဖြက်အတမကျင်ခဲ့တဲ့တရားခံပဲဖြစ်နေခဲ့တာပါတယောက်တစ်ပေါက်ဖြစ်နေတဲ့ထောင်းလက်ဓမ္မချောင်းကောင်းရဲ့အမတ်19မှာတော့ထုံးစံတိုင်းပူညံထင်နေကြတာပဲဖြစ်ပါတယ်အခုလေလီယောင်ကူရောက်လာတဲ့အချိန်စီနီယာပီပညာပြဖို့ပြင်ဆင်ကြပြန်ပါတယ်ရောင်ဟိုစေရာကြီးလုပ်တဲ့ဒီအခန်းမှာ내ပဲမျိုးစုံကအကြောင်းမျိုးစုံနဲ့ထောင်ကျလာတဲ့ငါးကောင်သားကမတဲ့အတူနီးဖြစ်လို့အခုလည်းအသိရောက်လာတဲ့လီယောင်ကူကညံကြီးမမိတာကြောင့်ငါးကောင်လုံးဦးကြောင်လေးဖြစ်ကုန်ပါတယ်လက်ရှိမှာလည်းမွေးစည်းရန်ကဆလို့သူ့ကိုယ်သူအသေးစိတ်မိတ်ဆက်နေတိုင်းလဲလီယောင်ကူကိုနားမလဲပေမဲ့ကလေးသူအတမမှုခက်နေတာကြောင့်စီနီတာတို့ထုံးစံအတိုင်းစွန့်ကြီးဝိုင်းလုံပေးလိုက်ကြပါတယ်ထောင်ရဲ့အခန်းဖော်စီနီယာကြီးတွေလီယောင်ကူကိုအမျိုးမျိုးပြနာပြနေပေမဲ့ဦးချောင်းမြစ်လုံးတွေလွှဲရင်ဘာတုံးပြန်မှပြန်မလာပဲပဲအဖေမရှိတော့တဲ့ရီစွမ်းလေးကတော့တင်းအောင်တဲ့ကြောင်းတက်နေရပြီပဲဖြစ်ပါတယ်ထောင်တောက်ဒီလိုချင်တဲ့ပစ္စည်းလေးတွေကိုသူနီးသူဟန်နဲ့တပ်ပြုတ်ပေးနေတဲ့ရောင်ဟိုကအခန်းထဲမှာတော့ကမကထောင်သူလုံးမှာပါနေရအတင့်တန်ရှိသူပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းရောင်ဟိုရဲ့နေရာကိုလိုချင်နေတဲ့လူတစုကရှိနေတာဖြစ်တယ်လို့အခုလေရောင်ဟိုကိုလှုပ်ချင်ကိုလာနေတဲ့အချိန်ကျူမြင်သွားတဲ့လီယောင်ကူကဝင်ကားခွေပေးလိုက်ပါတယ်ညံရီမမီတဲ့လီယောင်ကူအတွက်သူရောက်နေတဲ့နေရာရဲ့အတိမ်အနက်ကိုတော့နားမလဲပဲတခန်းနဲ့အတူနေတဲ့သူတွေကိုတော့မိတ်ဆွေတွေလိုခံယူထားတာပဲဖြစ်ပါတယ်သူမိတ်ဆွေကိုအန်ဒီပြလိုက်ရင်သူဝင်သားရမယ်ဆိုတဲ့ကလေးအတေးပဲရှိတဲ့လီယောင်ကူကြောင့်ရောင်ဟိုလည်းလက်မလင်းအသက်တွေကလွတ်သွားခဲ့ပါတယ်ရောင်ဟိုကိုဆောင်ဝင်ခံပေးလိုက်တဲ့လီယောင်ကူကအသက်အန်ဒီရဲ့မရှိပေမဲ့ဗိုက်မှာတန်းရအနှဲငယ်ရသွားပါတယ်
အကြောင်းမသိပေမဲ့အသက်သခင်ဂျေဇုရှင်ဖြစ်လာတဲ့လီယောင်ကူကိုရောင်ဟိုကိုယ်တိုင်ဘာလို့ခြင်းလဲမေးလာတဲ့အခါမှာတော့သမီးဖြစ်သူကိုပဲခေါင်းထဲရှိတဲ့လီယောင်ကူလည်းသမီးကိုလိုချင်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ရောင်ဟိုရဲ့အဆက်အသွယ်တွေကြောင့်ထောင်ကိုဗာဖျော်ဖြေတဲ့ခရီးယန်ဓမ္မတေအဖွဲ့မှာရီစွန်းလေးပါလာပြီးထောင်ခန်းတဲ့အထိခက်ခေါ်လာနိုင်ခဲ့ပါတယ်တွေ့ချင်းအိမ်မပြန်လာဖို့စူနေတဲ့သမီးဖြစ်သူနဲ့တလေးလူငိုယိုတောင်းပန်နေတဲ့အဖေဖြစ်သူကိုကြည်နေရတဲ့ရောင်ဟိုတို့လေရဲကိုစောင့်ကြည့်ရတာကတစ်ဖက်သူတို့တားဖားကိုတိုးနေဖို့ပြောရတာကတစ်ဖက်နဲ့အလုရှုကုန်ကြတာပြန်ပါတယ်ဒီအကြောင်းမှာမိသွားမှစိုးရိမ်နေတဲ့ဖုန်ဆန်ကရဲကိုလှတိုက်ဖို့လုပ်တဲ့အကြောင်းအကုန်ဝိုင်းချုပ်ကြပြန်ပါတယ်တကယ်တမ်းရဲရောက်တဲ့အခါဝမ်းနေစိုးရိမ်နေတဲ့ရီစွမ်းလေးရဲ့မျက်လာကိုကြည့်ပြီးဖုန်ဆန်လည်းမတိုင်နိုင်တော့ပဲပေါင်မုတ်စားချင်လို့လက်အော်နေတဲ့အကြောင်းလင်လက်တာကြောင့်ခဏတာအဆင်ပြေသွားခဲ့ပါတယ်ရီစွန်းကပါတခန်းလုံးနဲ့မိတ်ဆက်ပြီးရင်တောက်ဖားနဲ့ရောက်အလွမ်းတင်နေပြီမယ်အလောတချီဖင်ပို့ရမယ်ကိန်းဆိုင်လာကြောင်းရောင်ဟိုတို့တိုင်ပတ်ကြတာပြန်ပါတယ်နှစ်နာရီလောက်အချိန်ရမယ်ထန်ထားပြီးမယ်အချိန်တွေကနာရီဝက်လောက်ပင်ပို့ရမယ်ထင်နေရကြောင်းမခွဲနိုင်တဲ့ဒီသားအဖကိုပြန်ဖို့အရေးတဖွေလုံးဝိုင်းဖြောင်းချပြန်ပါတယ်ထောင်ကိုအေးကိုရလို့ဝင်ချင်တိုင်းဝက်ထွက်ချင်တိုင်းထွက်လို့ထင်နေတဲ့တမီဖြစ်သူနဲ့သူရောက်နေတဲ့ထောင်ဆိုတာဘာမှမသိရဲ့အဖေဖြစ်သူကိုအာပေါက်မသက်ရှင်းပြပြီးတဲ့နောက်မှာတော့နောက်တစ်ခေါက်ထင်ရမယ်ဆိုတဲ့ကတိနဲ့အတူရီစွန်းလေးကိုအသေးတန်ပြန်ပို့ချပြန်ပါတယ်အစီအစဉ်တကြားသဆိုင်ပြန်ပို့ပြီးမဲ့ဓမ္မတိအဖွေကလက်မှန်လင်းပြန်သွားတာကြောင့်မမိလည်းရတဲ့ရောင်ဟိုတို့လေရီစွန်းကိုလက်ရှိအခန်းထဲမှာပဲထားကြဖို့ဆုံးဖြတ်ကြတာရပြန်ပါတယ်အတူရှိနေရရင်တလောကလုံးကိုမေ့နေတဲ့တားဖာနေရောက်ကတော့ဘာပြဿနာမှမရှိသလိုစားရင်တောင်းရင်ပြောနေပေမဲ့ကြံတဲ့သူတွေကတော့အတော်လေးကောင်းခဲနေရတာပြန်ပါတယ်ရဲတွေကိုဝန်ခံပြီးရင်လေကိုပေါင်းကိုလောင်ထောင်းတဲ့အဟီကိုတခန်းလုံးဘာမှမပြောရဲကြပဲဘာဆက်လုပ်ကြမလဲအသေးတန်တိုင်ပင်ကြရင်ကနှစ်ရက်နေမှရောက်လာမဲ့ဘာသားရေးကွဲတဲ့နေ့ကိုထိုင်ဆောက်နေဖို့အကြံရသွားကြပါတယ်အဲ့ဒီနေ့ညမှာလဲဘေးချင်းတက်ကက်ကနေတာဖာနေရောက်ကမအိတ်ခင်အလွမ်းတင်ရင်အကင်းအဆောင်ကမှာမင်္ဂလိအတန်ကြားလို့လာစစ်တာကြောင့်မန်ပုံးတော်ရဲ့အချောက်လေတန်နဲ့လင်ညာလိုက်ရပြန်ပါရယ်ကင်းလေးချိန်ရဲရီမီသွားမလားရင်ထိတ်နေရပေမဲ့ဘာသာရေးမရောက်ခင်အထိအတူရှိနေတဲ့ရီစုံးလေးကြောင့်အချုပ်ခန်းကြီးကတိတ်ဆိတ်မှုတွေအစားရဲတန်တို့နဲ့ပြည့်နှက်နေခဲ့ပါရယ်နှစ်ရက်တန်းအကြာဘာသာရေးနေရောက်တဲ့အချိန်မှာတော့အစီအစဉ်အတိုင်းခရိယန်ဓမ္မတွေအဖွဲ့စီရီစုံးကိုပြန်ထည့်ပေးဖို့လုပ်ကြပေမဲ့ဒီတစ်ချိန်ကဗုဒ္ဓဘာသာဘုန်းကြီးတွေဖြစ်နေတာကြောင့်တိုင်ပတ်ကြရပြန်ပါရယ်ဘာသာရေးချင်းတူပေမဲ့ဖျားမတူတဲ့အခြေအနေမှာအပြင်ပြန်ထွက်မရတဲ့ရီစွန်းတယောက်ထောင်ထဲမှာတောင်းတနေပြန်ပြီပဲဖြစ်ပါရယ်လီယောင်ကူတို့သားသားကတော့အတူရှိနေရလေပျော်လေဖြစ်ပေမဲ့ရဲတွေကလည်းမတင်ငါမှုနဲ့ခဏလာစစ်ဆေးနေကြတာကြောင့်ဟိုဖက်ဒီဖက်နဲ့အလုရှုနေတဲ့အချိန်ရီစွန်းကိုထောင်မှုကိုယ်တိုင်ရှာတွေ့သွားခဲ့ပါရယ်မိုးရီရာနေတဲ့ဒီညမှာတထောင်လုံးအစစ်စေခံလိုက်ရသလိုရောင်းဟော်ကျူကအခိခွင်ခံလိုက်ပေမဲ့ရီစွန်းရဲ့အဖေတခိလည်းလီယောင်ကူကတော့တိုက်ပိတ်ခံလိုက်ရဖန်ပါရယ်တိုက်ပိတ်ခံလိုက်ရပြီးတောင်ဘာကိုမှမနာမလေရဲလီယောင်ကူတယောက်သမီးတိတူရဲ့နာမည်ကိုပဲတရေရွတ်ညင်တစ်ဖက်ရီစွန်းလေးကလည်းသူ့ဖခင်အတွက်ငိုကြွေးနေခဲ့ပါရယ်တိုက်ဆိုင်အဲ့ဒီနေ့ညမှာပဲထောင်တွင်းမိလောင်ဦးတစ်ခုဖြစ်ပွားခဲ့တယ်လို့ပစောင်းမဲလူခေါ်တဲ့ထောင်သားကရည်ရွယ်ချက်ရှိမိဆို့နေတာပဲဖြစ်ပါရယ်လီယောင်ကူကသူ့သမီးငယ်တွေ့ရပေမဲ့သူကလို့အဖေတစ်သူနဲ့မတွေ့ရလို့ပြဿနာရှာနေတာဖြစ်ကထောင်မှုရောက်လာတဲ့အထိဓာတ်စီလောင်းလိုက်မိရှို့လိုက်လုံးနေတာကြောင့်အခြားထောင်သားတွေကိုကွေးမြင့်စီအရင်ဆုံးယူပြောင်းခိုင်းလိုက်ပါရယ်ထောင်မှုကအဖေဖြစ်သူနဲ့တွေ့ခွင့်ပေးမဲ့လူဂရီပေးညင်းညှိနှိုင်းလိုက်ပေမဲ့မိရှို့နေတဲ့တောက်ယူကောင်ကမိဘမဲ့ဖြစ်နေတာတပြင်းမိကိုရှို့ချင်လို့ရှို့နေတာကြောင့်ဒီတောက်ယူကိုထောင်မှုကိုယ်တိုင်ဝင်ဖမ်းရပြန်ပါအခုလဲသူ့ကိုယ်သူအလုံးပရင်အခန်းကိုတောင်းနှောင်းမရှိစွာမိရှို့နေတာထစ်ကထောင်မှုဝင်တော့တဲ့အချိန်အခန်းကအတော်လေးမီးဆွဲနေပြီပဲဖြစ်ပါတယ်အားလုံးကမီးအပ်နေကနေလွတ်အောင်ပြင်းနေပေမဲ့သူညာဒုက္ခရောက်နေတာမင်းငယ်မနေနိုင်တဲ့လီယောင်ကူကတော့ထောင်မှုကိုကဲဖို့မိတဲ့ကိုအရဲစွန်အတင်းတိုးဝင်သွားခဲ့ပါတယ်နောက်နေ့မနက်ထောင်မှုတတိယလာတဲ့အချိန်မီးလောင်ရန်တန်ရတချို့လျားထားပေမဲ့ကြီးမားတော့ထိခိုက်သွားမပဲထောင်ရက်ဆေးရုံဆောင်စီရောက်နေလာကိုတည်သွားခဲ့ပါတယ်လီယောင်ကူတာမကဲရင်ထောင်မှုတယောက်မီးထဲမှာတည်နေလောက်မှဖြစ်တဲ့အပြင်မင်းညံကလီယောင်ကူကိုယ်တိုင်အညာကြီးထိခိုက်ထားပေမဲ့ထောင်မှုကိုကဲပေးဖို့တဆဆတောင်းဆိုခဲ့တဲ့အကြောင်းဆရာဝန်ကပြောလာခဲ့ပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့ထောင်မှုလဲသူတရားသူဆေးအောင်ပေါရောက်နေတဲ့လီယောင်ကူကိုကြည့်ရင်ဒီပုံစံဒီညံရည်နဲ့ဆိုရလုံးနဲ့ပြစ်မှုကိုတကယ်တော့ကျူးလွန်ခဲ့ရလားဆိုတာတွေးမိလာခဲ့ပါတယ်အပြင်ဘက်မှာကျောင်းပြန်တက်နေရတဲ့ရီစွန်းလေးကတော့ကျောင်းပိုင်ဆရာကိုအကူအညီတောင်းရင်းအဖေဖြစ်သူစီထောင်ဝင်စာတွေ့ဖို့ရောက်လာခဲ့ပါတယ်အဖေဖြစ်သူကပုံမှန်ညံ့ရီမဟုတ်ပေမဲ့ရီစွန်းလေးကတော့အရွယ်နဲ့မလိုက်အောင်မိသားစုရဲ့ဝင်ငွေထွက်ငွေအားလုံးကိုဘယ်ရက်မှာဘာလုံးရမလဲဆိုတာအထိစစ်တီးနေတာပဲဖြစ်ပါတယ်
တဲ့တွေ့ချင်းတီးတဲ့နောက်ဆုံးအချိန်ထိတယောက်ကိုတယောက်စိတ်မချနိုင်မခွဲခွာနိုင်ဖြစ်နေရဲ့တားဖာနှစ်ယောက်ကိုကြည်ညီမိတဲ့ထောင်မှုလဲတချိန်ကမိသားစုဘွားလေးကိုပြန်အမတ်ရသွားပြပါတယ်သူကသူဘာကြောင့်ထောင်ထဲရောက်နေလဲဆိုတာမသိပေမဲ့ထောင်ကကောင်းတာကလားစိုးတာကလားတောင်မသိတဲ့လီယောင်ကူကအတိညာဉ်ချို့ညွန့်နေပြဿနာဖြစ်ပေမဲ့တမီထစ်သူရီစွန်းကိုတော့အမြဲတမ်းတတိယနေတတ်တာပဲဖြစ်ပါတယ်အခုလေအဖေနဲ့ခွဲခွာရတဲ့ရီဆိုလစ်စာစီယုံပေါ်ရောက်နေရတဲ့ပြင်ထောင်မှုလာကြည့်တဲ့အချိန်သူ့ဘာဖမ်းပေးဖို့တောင်းဆိုလာတာကြောင့်တွေဝေမိနေတဲ့ထောင်မှုကြီးပြီလေတခုခုကိုဆုံးဖြတ်ချက်ချလိုက်ပါတယ်အထက်ကသိရင်ပြဿနာဖြစ်မှာဆိုလို့လက်အငယ်သူတွေဝိုင်းသားကြပြီမဲ့ထောင်မှုရဲ့ဆုံးဖြတ်ချက်ကိုတော့မလွန်ဆန်နိုင်ကြပဲထောင်ရဲ့အခန်းနံပါတ်ခုံစီပါဆယ်ပုံးကြီးတစ်လုံးရောက်လာခဲ့ပါတယ်ကျန်တဲ့သူတွေကဘာမှမသိပေမဲ့အယူတမှုသားနွယ်လီယောင်ကူကတော့သူသမီးမှန်းတန်းသိနေတယ်လို့ထောင်မှုကိုယ်တိုင်ရီစွန်းကိုအဖေနဲ့နေခွင်ဖြူလိုက်တာပဲဖြစ်ပါတယ်။ဒါအတွက်လေလီယောင်ကူကိုယ်တိုင်ထောင်မှုကိုကြီးစုတင်တယ်လို့ပြောခဲ့ထောင်မှုကတော့လီယောင်ကူလူသက်ထဲ့တယ်ဆိုတာမယုံနိုင်သေးနေခဲ့ပါတယ်။ထောင်ခန်းထဲမှာလည်းတခါမှစာမဖတ်တဲ့ရောင်ဟိုတယောက်ရီစွန်းနဲ့အတူရုပ်ပြစာပုတ်ဖတ်နေကြတာကြောင့်အထူးတန်းညှင်းခွနေကြတယ်။တကယ်တမ်းရောင်ပုံကစာမဖတ်တတ်တာပဲဖြစ်ပါတယ်။ဒီကြားတဲ့ပုံစံကပါမွေးခင်းစီသူကလေးနဲ့တွေ့ချင်တဲ့အကြောင်းပြောနာကြတာကြောင့်ဒါရီကြားနေရတဲ့ရီစွန်းလည်းတခုခုကိုတွေးမိသွားခဲ့ပါတယ်။ထောင်မှုကိုယ်တိုင်လီယောင်ကူရဲ့အမှုကိုပြန်လေးလာကြည့်ပေမဲ့လီယောင်ကူကိုယ်တိုင်ကရဲရိပ်ပြောတဲ့အတိုင်းထွက်ဆိုထားတာကြောင့်အားလုံးကတရားခံအဖြစ်သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။ရီစွန်းလေးရဲ့အကြောင်းအပေါ်ကျိုးကိုတော့ထောင်မှုကြီးတိုင်လောက်ပေးနေတာဖြစ်တယ်လို့စာမဖတ်တတ်တဲ့ရန်ဟိုကိုလည်းစောင်းဝိုင်းတင်ကြတဲ့ဘုံစံကလပ်တွေအားလုံးကပျော်ရွှင်နေခဲ့ကြပါတယ်။မိသားစုနဲ့အဆက်အသွယ်မေးရတဲ့ဘုံစံကိုတော့ရီစွန်းကသူငားလာတဲ့ဖုန်းနဲ့မိန်းမစီဆက်သွယ်ခိုင်းလိုက်ထောင်ထဲရန်စီရဲ့မိတန်ဖုန်းလိုင်းကြားမှာဘုံစံရဲ့မွေးခင်းစီသမီးလေးကိုပါအောင်မြင်နာမည်ပေးနိုင်လိုက်ခဲ့ကြပါတယ်။မကြခင်ပဲလီယောင်ကိုရဲ့အမှုပြောင်းကြားနာမယ်ရက်ချင်းကထွက်ပေါ်လာတယ်လို့ဒီတကြိမ်ကြားနာမှုမှာအပြစ်ဒဏ်ချမှတ်တော့မှာဖြစ်ပါတယ်။အဲ့ဒီနေ့ကလီယောင်ကူနဲ့ကလေးမလေးနဲ့အတူသွားနေတဲ့အချိန်လီယောင်ကူကချော်လဲသွားတာကြောင့်နောက်မှကြံခဲ့လာပဲဖြစ်ပါတယ်။မကြခင်တလေးမလေးရဲ့အော်တန်ကိုကြားလိုက်ရတာကြောင့်လီယောင်ကူသွားကြည့်တဲ့အချိန်လဲကျနေတဲ့ကလေးမလေးကိုတွေ့လိုက်ရပါတယ်။ဒီတစ်ချိန်ကြားနာမှုကလီယောင်ကူကိုတကယ်ပြစ်ဒဏ်ချတော့မှဖြစ်နေတာကြောင့်လီယောင်ကူသာအပြစ်မရှိကြောင်းမထွက်ဆိုနိုင်ဘူးဆိုရင်ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။တာမန်လူတယောက်သာဆိုရင်ကိုမကျူးလင်ခဲ့တဲ့အမှုကိုတေချာထွက်ဆိုနိုင်မှာဖြစ်ပေမဲ့လီယောင်ကူကမှကညံရည်ချွတ်ယွင်းတဲ့ပြဿနာရှိနေတာကြောင့်ဒီအချက်ကိုထည့်ထွက်ရတဲ့ရောင်းပုံလွယ်လေလီယောင်ကူရဲ့အမှုမှန်ပေါ်ပေါက်ဖို့အတွက်အစွမ်းကုန်ကူညီကြရပြန်ပါတယ်။လီယောင်ကူအမှုထစ်တဲ့အဲ့ဒီနေ့ကအပူချိန်အနု18ဒီဂရီပဲရှိတဲ့အထိအေးလွန်းတဲ့ကြောင့်ထောင်ထဲကရေရီပါခဲသွားခဲ့တာကိုရောင်းပုံတို့ကမှတ်မိနေခဲ့ကြပါတယ်။ဈေးထဲမှာရှိနေတဲ့ရေခဲအိုင်တွေကြောင့်ကလေးကချော်လေသွားတာဖြစ်ကလဲကျတဲ့အချိန်နဖန်မအိုကေကဘာပြုတ်ထွက်လာတာကြောင့်နေရာမှာတင်တည်ဆုံသွားခဲ့ပါတယ်။ကလေးကမတော်တခြားရင်လူသားသမားတည်ဆုံသွားတာကိုတုံးတက်မိသွားခဲ့ကြပေမဲ့ကလေးမလေးကိုအင်ကြီးချွတ်တဲ့ကိစ္စကကြံနေတာကြောင့်လီယန်ကူကိုဝိုင်းမိကြရပြန်ပါတယ်။အလို့မှရှိဦးသူနာတူးနေနဲ့အရေးပေါ်ကယ်ဆယ်နွေးနဲ့တင်ခဲ့ရတဲ့လီယန်ကူကကလေးမလေးကောင်းထီထွက်တာကိုမသိပဲအသက်ပြန်ရှူလာအောင်သူတင်ထားတဲ့နီလန်းတွေနဲ့အရေးပေါ် CPR လုပ်နေတာထက်ကသွေးလက်ပတ်မှုကောင်းအောင်အင်ကြီးတွေချွတ်ပေးနေတာဖြစ်တယ်လို့ဒါကိုမသိတဲ့ရဲတွေကတော့အမြင်နဲ့အတားမဖူးနေတယ်လို့ကောက်ချက်ချလိုက်ကပဲဖြစ်ပါတယ်။လီယောင်ကူကိုတွေကလည်းတမန်လူကိုလိုမရှင်းပြနိုင်ခဲ့တာကြောင့်ရောင်းပုံလို့ကလီယောင်ကူရဲ့အမှုမှန်ပေါ်ပေါက်ဖို့အတွက်အစွမ်းကုန်ကူညီကြရပြန်ပါတယ်။လက်ရှိအချိန်တရားခွင်မှာတော့ချွန်ချန်စော်နဲ့ရောင်းဟိုကိုအထီးကတက်တဲ့အထက်တင်သွင်းကြဖြစ်တယ်လို့အစိုးရရှိနေဘက်ကလည်းဒီနေ့ရောက်အတိတ်ကိုပြန်တူးဆွနေခဲ့ပါတယ်။အတိတ်ထဲမှာလူစိုးတွေဖြစ်ခဲ့တဲ့တောင်လူစိုးတွေအကုန်လုံးကမကောင်းပါတွေကြီးလောက်ရမယ်လို့ပြတ်တန်းထားတာမဟုတ်ပဲသူတို့အတိတ်ထဲမှာစိုးခဲ့တဲ့တောင်ထောင်ထဲမှာပြစ်ဒဏ်တွေကြားကန်ပြီးဖြစ်တယ်လို့အခုလေလူကောင်းဘဝမှာအေးအေးချမ်းချမ်းဖြတ်တန်းနေတာပဲဖြစ်တယ်ဆိုတာရန်ဟိုကတရားခွင်ကိုပြောပြလိုက်ရပြန်ပါတယ်။ပုံမှန်ထပ်ဖို့သွားရဲ့ဒီအမှုမှာတေဆုံးကလေးငယ်ရဲ့ဖခင်တယောက်ကနိုင်ငံဝန်ထမ်းတယောက်ဖြစ်နေတာကြောင့်ထောင်မှုတို့အထက်ကအရာရှိတယောက်ဖြစ်နေတာကြောင့်ရဲတွေကလည်းပုံသေးကိုပုံကြီးချက်ခဲ့ကြပါတယ်။အခုလဲထောင်မှုကိုယ်တိုင်ပြန်လဲကြားနာအသက်နာခံခွေတောက်ဆိုလိုက်ပေမဲ့ပယ်ချခံလိုက်ခံပြီးလီယောင်ကူရဲ့နောက်ဆုံးကြားနာမှုအတက်တော့ရဟိုတို့အဖွဲ့ကပဲဝိုင်းပစ်စင်ပေးနေခဲ့ပါတယ်။တာမန်လူမဟုတ်တဲ့ရောင်ပုံကိုအမှန်တရားပေါက်ဖို့အရေးရုံတွန်းမှထပ်ဆိုရမယ်စကားမသမျှကိုအတီသွေးမိထက်နိုင်မဲ့နီးလမ်းနဲ့အလွတ်ကျက်ခိုင်းဖို့လောက်ရပြန်ပါရယ်။သူတော်ချင်းချင်းမှလည်းအစမ်းတရားခွင်ကိုအကြိမ်ကြိမ်ဖန်တီးရန်လီယောင်ကူအစံတင်းထက်တဲ့အထိလေ့ကျင့်ပေးနေခဲ့ကြပါရယ်။လီယန်ကူဘက်ကအစိုးပေါက်ရရှိနေကတော့အမှုမူကြီးရန်ကမိတဲဆုံးမှုဖြစ်နေတာကြောင့်ဖြစ်နိုင်ရဲ့အမှုတောင်လိုက်မတော့ချင်ပဲကြားနာမှုမတိုင်ခင်လီယန်ကူတာဝဲမခံဘူးဆိုရဲတမီထစ်သူကိုတခုခုလူလာနိုင်တဲ့အကြောင်းပြောလာခဲ့ပါရယ်
အကျူးထောင်သားနေကုန်လုံးကလီယန်ကူမကျူးလွန်ခဲ့တဲ့အမှုအတွက်အသက်နာခံစာဝိုင်းတင်ထားကြပေမဲ့ထောင်မှုကြီးကိုတန်ကလည်းလီယန်ကူမကျူးလွန်ခဲ့ဘူးဆိုလာကိုယုံကြည်ထားနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့တရားခွင်မှာတက်တည်ပြနိုင်မှသာအမှုကနိုင်မှာဖြစ်ကတကယ်တမ်းစစ်ဆေးတဲ့အချိန်မှာတော့နှိမ့်ဆက်ခံထားရတဲ့ပုံရိပ်တွေသူတော်ဝန်မခံရင်တမီးဖြစ်သူတခုခုထိခိုက်ဆိုတဲ့စကားတွေဟာလီယန်ကူရဲ့ခေါင်းထဲမှာပဲတင်ထပ်နေခဲ့ပါတယ်။ကိုပိုင်စဉ်းစားညဉ့်ညံ့ချွတ်မြင်ကြတဲ့လီယောင်ကူတို့ယောဂအသင်တွေကလူတစ်ယောက်ကစာဒါအမှန်မှလို့ပြောလိုက်ရင်အဲ့ဒီအရာကိုချက်ချင်းအသေးမှလက်ခံသွားကြပါရယ်အခုလေသူတော်ဝမခံရင်သမီးထတူရီဆွဲလေဒုက္ခရောက်မယ်လို့အသေးမှယူဆထားပြီးတဲ့တရားခွင့်မှာတော့တရားခံကိုယ်တိုင်ကဝန်နေတဲ့တရားခွင့်မှာတော့အမှုကိုအမိန့်ချလိုက်ရုံကလေးပဲရှေ့ဆက်စရာမလိုတော့ပါဘူးတရားခံကမညံချူရင်းနေတာကိုလုံးဝလိရှုချုခဲ့ပြီးတေဆုံးကလေးငယ်ကိုလေဘင်းညုတ်တန်နေခဲ့ဆိုတဲ့တက်တွေကိုစစ်ဆေးကြည့်လိုက်တဲ့အချိန်လေဘင်းညုတ်တန်မျိုးမဟုတ်တာကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့တရားခွင်ကဒါမျိုးကိုလုံးဝထဲမတွင်းစင်စားသလိုလီယောင်ကူရဲ့ဝန်ခံမှုအပြီးတရားခံလီယောင်ကူကိုတေတံချမှတ်ပေးလိုက်ခဲ့ပါတယ်။တေတံကိုတောင်မနားမလဲတဲ့လီယောင်ကူကတော့ကြံနေတဲ့ရပိုက်တွင်ဒူဘဝကိုပုံမှန်ဖြစ်တန်းနေခဲ့ရီဆွန်လီကိုတော့ထောင်မှုနဲ့ဖျားနီမောင်လာနေရကပဲမွေးစားခဲ့ပါတယ်။နောက်ဆုံးအခိုက်အတန့်ကိုတော့မသိတဲ့လီယောင်ကူကိုကြည့်ရင်အားလုံးကစိတ်မကောင်းဖြစ်နေကြပေမဲ့တစ်ဖက်မှာလည်းလီယောင်ကူအတွက်တေတာနှစ်ရက်တွေကတယုံဝင်ထွက်ပေါ်လာခဲ့ပါတယ်။ဒါကိုဒီတိုင်းလက်ခံရင်ကြည့်နေမနိုင်တော့ရဟိုတို့ကလာမဲ့ပြုတ်ပွဲချွင်ပွဲတွေမှာလီယောင်ကူတို့တန်းဖောက်ကမိဘုံမြက်လဲလွတ်ပေးဖို့အကြံရသွားကြပါတယ်။ဒီလိုနဲ့ရဟိုရဲ့အကြံအတိုင်းအတွန့်ကုန်လုံးမိဘုံမြက်စုပ်ကြတဲ့ခရစ်စမတ်အကြိုပြုတ်ပွဲချွင်ပွဲနေမှာတော့စီစဉ်ထားတဲ့အတိုင်းတစ်ဖက်လက်နဲ့လီယောင်ကူတို့တန်းဖောက်ကိုမိဘုံမြက်အပေါ်တင်ပေးနိုင်ခဲ့ကြပါတယ်။တရွေရွေသွားနေတဲ့မိဘုံပြန်ကထောင်နယ်နိမစ်ကိုကြော်တော့မဲ့အချိန်ရဲတွေကတားဖို့လုပ်နေတာကြောင့်ရောင်းဟိုတို့လည်းအလူကလူဝင်တားကြရပြန်ပါတယ်။ဘာမှမသိတဲ့လီယောင်ကူတို့တားဖတ်ကတော့သူတို့ကိုအားပေးနေကြတယ်လို့ထင်နေခဲ့ပေမဲ့မျက်နှာသားမပေးတဲ့ကန်ကြမာကတော့ထောင်ရဲ့တန်ဆုကျော်အသွယ်မိဘုံပြန်ကိုဟန်တက်ရက်တန့်စေခဲ့ပါတယ်။ရဟိုတို့ရဲ့မျော်လင့်ချက်ကဖျက်ဆီးသွားပြီမဲ့ဖြူစင်လွတ်တဲ့လီယောင်ကူတို့တားဖတ်အသက်တော့တသက်မမေ့နိုင်စရာအမတ်ကရညက်နေခင်တစ်ခုကိုမှတ်ညံတဲ့မှာအတူတူသိမ်းဆည်းနိုင်ခဲ့ကြပါတယ်။ထောင်ထဲမှာဖြစ်လာတဲ့တန်ရိုးစင်ကျိုးမိလေးတွေကတဆက်ဆက်နဲ့ချီညောင်းလာတဲ့အခါဒီတစ်ချိန်ရီဆွန်လီရဲ့မွေးနေ့ကိုတော့ဦးလေးတွေအများကြီးနဲ့နှွေးနှွေးထွေးထွေးကျင်းပခွင့်ရခဲ့ပါတယ်။လက်ဆောင်တွေကိုစီပဲကြတဲ့အဖေဖြစ်သူလီယန်ကူရဲ့အဝါရောင်လွယ်အိတ်လေးကတော့ရီဆွန်အကြိုက်ဆုံးလက်ဆောင်တလေးဖြစ်လာခဲ့ပါတယ်။ဘာမှမသိပေမဲ့ဒီတစ်ချိန်ခွဲခွာမှုကရီဆွန်တို့ကားဖအတွက်အခက်အခဲဆုံးဖြစ်လာခဲ့တယ်လို့ခိုင်မာပါတယ်ဆိုတဲ့တန်တိုင်တွေနဲ့ထောင်နေရန်တွေကလည်းဒီသားဖရဲ့ခွဲခွာမှုအတွက်ငိုကြွေးနေခဲ့ကြပါတယ်။တမီးဖြစ်သူနဲ့မခွဲကျင်တဲ့လီယန်ကူရဲ့ငိုကြွေးတောင်းမှန်တန်တထန်လုံးကိုပဲတင်ထပ်နေခဲ့တယ်လို့လက်ရှိရှင်းနေမဲ့လီတဖြစ်လဲရီဆွန်ရဲ့စကလုံးတွေကတရားခွင်တစ်ခုလုံးကိုဝမ်းနည်းမှုနဲ့တိတ်ဆိတ်ဆိုင်ခတ်စေခဲ့ပါတယ်တချင်ကအဖေဖြစ်သူတေတန်းချခံလိုက်ရပေမဲ့ဒီအမှုမှာဖခင်ဖြစ်သူအဖေမရှိကြောင်းတက်တေပြချင်တဲ့ရီစွန်းကနှစ်ပေါင်းများစွာကြိုးစားရင်းရှိနေတယောက်ဖြစ်လာခဲ့တာမျိုးဖြစ်ပါတယ်။အဖေမှန်ဒီကိုတရားခွင်မှာတကြောဖန်တင်ပြပြီးတဲ့နောက်တချင်ကစုံထောက်သူရဲ့ဖိအားပေးမှုနိုင်ထောင်ခွင့်မရခဲ့တဲ့လီယောင်ကူရဲ့ထွက်ဆိုချက်လူတိုင်မှုအဖြစ်မခိုင်လုံခဲ့တဲ့တက်တေဝေကြောင်းလီယောင်ကူမှာအဖေမရှိကြောင်းတရားရုံးကနေထုတ်ပြန်လိုက်ပါတယ်။တရားသူကြီးရဲ့စီမံချက်စကားအဆုံးမှာတော့တေတော်ခဲ့ပြီးလူသားတယောက်ကိုပြန်အစားမရနိုင်တော့ရင်တဘဝလုံးရိုးသားဖြူစင်ခဲ့တဲ့ဖခင်ဖြစ်သူရဲ့ဂုဏ်သိက္ခာနဲ့ပုံရိပ်ကိုရီဝန်းတယောက်ပြန်အဖက်ဆန်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။နှင်းတွေထွေးနေတဲ့မနက်ခင်းမှာတော့ထောင်ရရန်ရဲ့အဝေးတနေရာစီလွတ်မျောနေတဲ့ပူပေါင်းလေးနဲ့အတူရီဝန်းရဲ့ချစ်တဲ့အဖေဆိုတဲ့စကားတန်လေးကကောင်းငင်ပုံရှိတာအရက်စီဥတီနေခဲ့ပါတယ်။